လူတယောက်ကိုဆုံးရှုံးခံဒီမှာတန်မိုးထားတတ်တာဟာလူသားတွေရဲ့အကြီးမားဆုံးအမှားပဲမင်္ဂလာပါရှင်အခုပုံမြင်လေးကရွှေလောင်အိမ်လေးကငှက်ငယ်ပါတဲ့လူတွေကကျမကိုကံကောင်းတယ်လို့ပြောကြတယ်ဒါပေမဲ့အဲ့ဒီကံကောင်းခြင်းတွေကကျမလေပင်ကိုရစ်ပတ်ထားတယ်ကြိုးတစ်ချောင်းမှဘသူမှမသိခဲ့ကြဘူးအိမ်ကြီးအိမ်ကောင်းပြည့်စုံတဲ့မိသားစုလူတကာအားကြရတဲ့ဘဝမျိုးမှာရှင်သန်နေရတဲ့မျက်နှာအတွက်တော့အိမ်ဟာနှွေးထွေးတဲ့နားခိုရာမဟုတ်ပဲအမိန့်စာတွေထုတ်ပြန်ရာနေရာတစ်ခုလိုပါပဲမျက်နှာဒီနေ့ဆရာဝန်လိုင်းဝင်ဖို့အတွက်ဘိုင်အိုသင်တန်းသွားရမယ်နော်မင်းအဖေကမင်းကိုဆရာဝန်ကြီးပဲဖြစ်စေချင်တာမိမိကမနက်စာစားချိန်မှာအမိန့်ဆန်ဆန်ပြောလိုက်ပြန်နေမျက်နှာရဲ့လက်ထဲကခရင်လေးတုန်ခါသွားပြီမဲ့မျက်နာကိုတော့အေးဆေးပုံစံနေလိုက်တယ်သူမတကယ်ဝါသနာပါတာကပကြီးဆွဲတာပါဆေးရောင်စုံတွေပကြီးစုပ်ချက်တွေကြားမှာသူမရဲ့စိတ်ဝိညာဉ်ကိုရှာဖွေနေတာဒါပေမဲ့ဒီအိမ်မှာမျက်နှာရဲ့ဆန္ဒထက်ဖေဖေရဲ့ဂုဏ်သိက္ခာကပိုအရေးကြီးတယ်သမီးဝါသနာမပါဘူးဒီလိုပြောလိုက်တိုင်းပြန်လာတဲ့အဖြေကငါတို့ကမင်းကောင်းစားဖို့လုပ်ပေးနေတာခြေစူးမတိတတ်လိုက်တာဒီလိုစင်တူယိုမစကလုံးတွေပဲဖြစ်နေတတ်တယ်ညဘက်တွေမှာအခန်းတကားကိုချက်ထိုးပြီးခေါင်းအုံးကိုအားကိုးလို့မျက်နှာတိတ်တိတ်လေးငိုခဲ့ရတဲ့အချိန်မှမနှဲတော့ဘူးစံမီဝဲကန်းထဲမှာကျမမြင်နေရတာမိကွန်းတွေမဟုတ်ဘူးဖိဖိရဲ့ဒေါသတကြီးကျိမ်းမောင်းတဲ့တွေနဲ့မိမိရဲ့စိတ်ပြစ်အာရုံနေတဲ့မျက်နှာကြီးပဲမိဘတွေကသူမရဲ့အမှတ်ကောင်းတာကိုပဲကြည့်ပြီးမျက်ဝန်းထဲကအရေးရောင်တွေကိုတော့တခါမှသတိမထားမိခဲ့ကြဘူးနောက်ဆုံးနှစ်စံမီးပွဲနီးလာလေမျက်နှာရဲ့အသက်ရှူသံတွေကပုံမူပြတ်တောင်းလာလေပဲတညလုံးစာကျင်ရင်ခေါင်းတွေကြိုက်ခဲနေပေမဲ့ဆေးတောက်ပြီးဆက်တောင့်ခံထားရတယ်မိဘတွေကသူမကိုအာဟာရရှိတာတွေကြွေးပြီးဒီတစ်ခါဂုံတူး6ခုရမှဖြစ်မယ်လို့ဝိုင်းဝန်းဖိအားပေးနေကြတယ်စံမွေးပွဲကန်းထဲမှာဘောပင်ကိုကင်ထားတဲ့မျက်နှာရဲ့လက်တွေကအေးဆက်နေတယ်မိကုံးလွာပေါ်မှာစာလုံးတွေကလှုပ်ရှားနေပြီးသူမရဲ့အမြင်အာရုံတွေဝေဝါးလာတယ်သမီးသာဆရာဝန်မဖြစ်ရင်ဖေဖေလူတော့မတိုးနိုင်တော့ဘူးဖေဖေစကားကနားထဲမှာပဲ့တင်ထက်နေတယ်အဲ့ဒီအချိန်မှာပဲနှာခေါင်းထဲကသွေးစာအချို့စာရွက်ပေါ်ကိုတစ်ဆက်ပြီးတစ်ဆက်ကျလာတယ်ဘေးကလူတွေဝိုင်းအောင်လာကြပြီးမြမျက်နှာစိတ်ပူနေတာကသူမရဲ့ကျန်းမာရေးမဟုတ်ဘူးငါစမ်းမွေးမဖြေနိုင်ရင်ဖေဖေကကိုတတ်တော့မှာပဲဆိုတဲ့အတွေးကပိုပြီးကြောက်စရာကောင်းနေတယ်ဆေးရုံရောက်တဲ့အထိမိဘတွေကဘာလို့ဂယုမဆိုင်တာလဲစံမီဝဲအတွက်ပြင်ဆင်ထားတာတွေပြက်ကုန်ပြီအပြစ်တင်စကားတွေကိုပဲအရင်ပြောခဲ့ကြတယ်သူမရဲ့ရင်တွေကနာကျင်မှုကိုတော့သူမြင်အောင်မကြည့်ခဲ့ကြဘူးကျမမှာတငယ်ချင်းတွေအများကြီးရှိတယ်မိဘရှိတယ်ဒါပေမဲ့တကဘာလုံးမှာကျမလိုတယောက်တည်းကြံခဲ့သလိုခံစားရဘူးပါသလားဆေးရုံကဆင်းလာပြီးနောက်ပိုင်းမျက်နှာပိုပြီးစကားနဲလာတယ်အရင်ကလိုပြန်ပြောတာမျိုးမလုပ်တော့ပဲခိုင်းသမျှကိုစိတ်ရုပ်တရုပ်လိုလုပ်နေတတ်ပြီဒါကိုမိဘတွေကအခုမှသမီးကလိမ်မာလာတာမှတ်ချက်စကားတွေဆိုကြတယ်တကယ်တော့မျက်နှာရဲ့စိတ်ခံစားမှုတွေကသေဆုံးနေပြီဆိုတာသူတို့မသိကြဘူးတရက်မှာတော့မျက်နှာသူမရဲ့ပကြီကားဟောင်းလေးတွေကိုထုတ်ကြည့်နေတော့ဖိဖိဝင်လာတယ်ဒါတွေကအပိုအလုတ်တွေ
အချိန်ဖြုံးတာပြောပြောဆိုနဲ့ဖေဖေကသူမမျက်နှိုးရတဲ့ပကြီကားချက်တွေကိုဆွဲဖြဲစုပ်ပစ်လိုက်တယ်အဲ့ဒီအချိန်မှာမျက်နှိုးရဲ့ရင်ထဲမှာတခုခုကျိုးပြက်သွားသလိုခံစားလိုက်ရတယ်ဒါပေမဲ့သူမငိုတော့ဘူးဘာမှလည်းပြန်မပြောဘူးနင်ကဘသူလဲမှန်နေမှာကိုပြန်ကြည့်ရင်မိကွန်းထုံနေမိတာပါမိဘတွေကသားသမီးကိုရုပ်ဝတ္ထုတွေပြည့်စုံအောင်ထားပေးနိုင်ပေမဲ့စိတ်သက်ပိုင်းဆိုင်ရာလုံခြုံမှုကိုတော့အလေးမထားခဲ့ကြဘူးမျက်နှိုးဟာသူမရဲ့အခန်းချင်းလေးထဲမှာပိတ်လောင်ရင်းလူမှုကွန်ရက်ပေါ်မှာနားလေပေးမဲ့သူတယောက်လောက်ရှိရင်ကောင်းပါပဲဒီလိုစာတူလေးတစ်စောင်ရေးခဲ့မိတယ်တအိမ်တည်းအတူနေပေမဲ့ကျမတို့ကြားမှာမိုင်ပေါင်းများစွာဝေးကွာနေသလိုပဲလအနေငယ်ကြာလာတဲ့အခါမျက်နှိုးရဲ့အခြေအနေကပိုဆိုးလာတယ်မိဘတွေကတော့ဒါကိုကြည်ကြတာလို့ထင်နေတော့မယ်အစားမစားဘူးအခန်းထဲကမထွက်တော့ဘူးငါတို့ကဒီတဲ့ဆိုတာတောင်ခံနိုင်နေတာအခုခေတ်ကလေးတွေကစိတ်တက်ပြုတ်ညံ့လိုက်တာဖေဖေကအမြဲပြောလိရှိတယ်တညမှာတော့မိမိကမျက်နှိုးရဲ့အခန်းထဲကိုမတော်တဆဝင်သွားမိတယ်မျက်နှိုးကအမောင်ထဲမှာထိုင်နေပြီးဘာမှမရှိတဲ့နံရံကိုကြည့်ပြီးပြုံးနေတာကိုတွေ့လိုက်ရတယ်မိလန့်သွားတယ်မျက်နှိုးရဲ့လက်ကဝတ်မှလည်းအမာရွတ်အသစ်တွေအဲ့ဒီတော့မှမိစိုးရင်စိတ်ဝင်လာပြီးမျက်နှိုးရဲ့ဒိုင်ယာရီကိုခိုးဖတ်မိတယ်မိတို့ကသမီးကိုချစ်တာမဟုတ်ဘူးသမီးရဲ့အောင်မြင်မှုကိုပဲချစ်တာသမီးတည်သွားရင်တောင်မိတို့ကဂုဏ်သိက္ခာအတွက်ပဲနှမျိုးနေကြမှာဒီစာသားကိုဖတ်မိတဲ့အခါမိလက်တွေတုံရင်လာတယ်သူတို့သိခဲ့တဲ့သမီးလေးကဒီလောက်ထိစိတ်ဒဏ်ရာရနေခဲ့တာကိုအခုမှသတိပြုမိတော့တယ်လူတယောက်ကိုဆုံးရှုံးခံဒီမှာတန်မိုးထားတတ်တာဟာလူသားတွေရဲ့အကြီးမားဆုံးအမှားပဲမျက်နှိုးကိုစိတ်ကျမ်းမာရေးအထူးကုဆရာဝန်နဲ့ပြသဖို့မိဘတွေဆုံးဖြတ်လိုက်ကြတယ်ဆရာဝန်နဲ့စကားပြောနေတဲ့သမီးဖြစ်သူကိုမှန်တချက်ချားကနေကြည်နေတဲ့မိဘနှစ်ပါးရဲ့ရှင်ထဲမှာဘုံတစ်လုံးပောက်ပွဲသွားသလိုပဲကျမဒီအိမ်မှာနေရတာအသက်ရှူရတာကြက်တယ်ဆရာသူတို့မျှော်လင့်ချက်တွေအောင်ကျမတည်နေပြီမျက်နှိုးရဲ့စကားသံကသူတို့နှလုံးသားကိုဓာတ်နဲ့မှုန်းလိုက်သလိုပါပဲအိမ်ပြန်ရောက်တဲ့အခါဖေဖေကမျက်နှိုးရဲ့ရှေ့မှာဒူးထောက်ထိုင်ချလိုက်တယ်ဖေဖေတောင်းပန်ပါတယ်သမီးဖေဖေသမီးကိုတခါမှမြင်အောင်မကြည့်ခဲ့မိဘူးပြောရင်းနဲ့ဖေဖေကငိုချလိုက်ပါတယ်မျက်နှိုးအံ့ဩသွားတယ်သူမဘဝမှာဖေဖေငိုတာကိုပထမဆုံးမြင်ဘူးတာပဲနားလည်မှုတွေစတင်ဖို့အတွက်အချိန်အများကြီးယူခဲ့ရတယ်မျက်နှိုးဆရာဝန်ဖြစ်မလာခဲ့ဘူးဒါပေမဲ့သူမကအခုဆိုရင်ပကြီးပြဝဲတစ်ခုလုပ်နိုင်နေပြီမိဘတွေကသူမကိုဂုဏ်လူတွေအတွက်မဟုတ်ဘဲသူမရဲ့ပျော်ရွှင်မှုအတွက်ဂုဏ်ယူတက်လာကြပြီဒီဇလန်းလေးကိုကျမနားလည်မိတာကတော့သားသမီးတွေရဲ့အောင်မြင်မှုထက်သူတို့ရဲ့စိတ်ခံစားချက်ကိုအရင်မြင်အောင်ကြည့်ပေးပါဆိုတာပါပဲနောက်ကျမှနားလေတာကဘာမှမတိတာထက်ကောင်းမိမယ်အချိန်မီနားလေပေးတာကတော့အကောင်းဆုံးမေတ္တာတရားပါပဲတကယ်ချင်းတို့ရောကိုယ့်ရဲ့သားသမီးကိုဘလို့ပုံစံမျိုးမြင်ကျင်ကြတာလဲဟုတ်ကဲ့ဒီဇလန်းလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာကြည့်ချက်ပိုကောင်းမှုကြိုးစားပါဦးမယ်ရှင်
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။